နောက်တစ်ခုလက်စားမှုလေးကိုကြည့်အတ္တဓိပတိယပฏิရူပေနမိမိကိုယ်အလေးထားတယ်အဓိကထားတယ်ဆိုတဲ့ဒီအတုသဘောအားဖြင့်ကရုဏာဆရာသမားတို့ရဲ့အနုတာတနိယဆုံးမဩဝါဒကိုအပဒက္ခိနဲ့ခာဟိတာတလေးတစားမှတ်ယူခြင်းမရှိသည့်အဖြစ်ကဝင်စေတိလှည့်စားသွားတတ်သေးတယ်ဆရာရဲ့စကားကိုဆရာတွေရဲ့အဆုံးအမတလေးတစားမှတ်သားကြရတယ်မိဘကဆုံးမရင်လည်းပဲလေးလေးစားစားမှတ်သားကြရတယ်လူကြီးသူမကဆုံးမရင်လည်းပဲတလေးတစားမှတ်သားကြရတယ်ဒါအကောင်နော်တလေးတစားမှတ်သားရတယ်လေးလေးစားစားမရှိဘူးမမှတ်သားဘူးဆိုလို့ရှိရင်အကုသိုလ်ပဲမကောင်းတဲ့ဟာပဲပေါ့မကောင်းတဲ့အနေထားလူကြီးသူမရဲ့ဆုံးမစကားကိုအလေးနဲ့မထားဘူးမှတ်သားနာယူမှုလိုက်နာမှုမပြုဘူးဆိုရင်ဒါအဆိုးနော်နောက်တစ်ခါတစ်ခုကကြည့်လိုက်မယ်ဆိုရင်သူကအတ္တဓိပတိယလူဆိုတာကိုကောင်းမှုရအဓိကဒီအတ္တဓိပတိယရဲ့အဓိပ္ပာယ်ကကိုကောင်းမှုရအဓိကကိုကောင်းအောင်ကိုအဓိကထားပြီးငါကောင်းအောင်လုပ်မယ်ကိုကောင်းမှဖြစ်မယ်ကိုကောင်းခေါင်းပဲမှမရွေ့ဘူးဟုတ်လားကိုအဓိကထားပြီးတော့အလေးထားပြီးတဲ့အခါမှာကောင်းစားအောင်ကြိုးစားကောင်းအောင်ကြိုးစားဒီလိုကိုအလေးထားပြီးတော့မကောင်းတဲ့အကုသိုလ်တွေကိုရှောင်တယ်ကောင်းတဲ့ကုသိုလ်တရားတွေကိုတိုးပေါအောင်လုပ်တယ်ဒါကိုအတ္တဓိပတိယလို့ခေါ်တယ်အမှန်တမ်းကောင်းတယ်ကိုအဓိကထားတယ်လေကိုသိက္ခာကိုလုံအောင်ထိမ့်သိမ်းဆောက်ရှောက်တယ်နော်ကိုသိက္ခာကိုလုံအောင်ငါလိုလူကောင်းတယောက်ကမဟုတ်တာမလုပ်ဘူးဟောအတ္တဓိပတိငါလိုမိကောင်းဖခင်သားသမီးတယောက်ကမဟုတ်တာမလုပ်ဘူးနော်ငါလိုမျိုးကောင်းတဲ့ပုဂ္ဂိုလ်တယောက်ကအောက်တန်းကြတဲ့အလုပ်တွေမလုပ်ဘူးအောက်တန်းကြတဲ့စကားတွေကိုမပြောဘူးဆိုတာဒါကိုအဓိကထားတဲ့အဓိကထားပြီးပြုပြင်တာကိုအတ္တဓိပတိယလို့ခေါ်တယ်အကောင်းမဟုတ်ဘူးလားဆိုဟုတ်တယ်အတိုင်းအတာတစ်ခုရရှိရကိုအလေးထားလွန်းတဲ့အခါကျတော့ဆရာတွေကိုပြစ်ပင်လာတဲ့အနေအထားမျိုးရောက်သွားတတ်တယ်ကိုကောင်းဖို့အရေးကြီးတယ်ဘယ်သူစကားမှနားထောင်စရာမလိုဘူးကိုစဉ်းစားရမယ်ကိုလုပ်ရမယ်ဆိုတဲ့အတွေးတွေကလွန်ကဲလာတဲ့အခါကျတော့ဘာဖြစ်တုံးဆိုဆရာသမားတွေမိဘတွေအဆုံးမဩဝါဒပေးတာတွေကိုလက်မခံနိုင်တဲ့အနေအထားမျိုးဖြစ်သွားတာဟောလှည့်စားသွားတာပြောတယ်နော်အကောင်းလို့နဲ့အဆိုးဖြစ်သွားပြီလေအတ္တဓိပတိယဆိုတာကောင်းတယ်ကိုကောင်းအောင်နေတာကိုအလေးထားတာ